အုံးလက်ရှိမယ် ဟုတ်ကဲ့ နောက်ကျူရီယန်ဝက်ရှိမယ် ကျူထီယန်ကွက်ရှိမှာဟုတ် နောက်ဟိုခုနကျွန်တော်တို့ဗာပလဲပေါက်ရှိမယ်ဟုတ်ကဲ့အုံးလက်ကတော့ပို့ အုံးလက်တာကိုပြင်လာတယ်ဟုတ် ဟုတ်ဆိုတော့အုံးလက်ဆိုနေရွေးရမယ် ဟုတ်ကဲ့ အုံးလက်ပြောင်းဒီနည်းနည်းအညိုရောင်လေးဟုတ်သူကတော့နည်းနည်းအညိုရောင်လေးနဲ့အဝါရောင်လေးပေါ့နော်အဲ့ဒီသူကတလိုင်းနေသွားမှာဆိုတော့ အဲ့တော့ခုနအဓိကကိုယ်ကပြောရတဲ့မှာဆိုလို့ရှိရင်အယောင်ရွေးတာကဘာအတွက်ရွေးတာလဲပေါ့နော် အယောင်ရွေးတာကြတော့ကျွန်တော်တို့ကဘာဘယ်အတွက်ရွေးတာလဲဆိုတော့ဒီအုံးလက်မှာ line ရှိမယ်ပေါ့ ဟုတ်ကဲ့ line ရှိမယ်ဆိုရင်တော့ဒီလို line ရှိတာပေါ့နော် ဟုတ်ကဲ့ အခုဒီလိုကြတော့ဒီဟာနဲ့ဒါနဲ့ညီွားတယ်ပဲထားအောင် ဟုတ်ကဲ့ ဒီအယောင်နဲ့ညီရမှာ ဟုတ်ကဲ့ အဝါပေါ့ဒီကအဝါ line ဟုတ် အဝါ line ဆိုရင်ကျွန်တော်တို့ကအဝါနေတဲ့ဟာလေးထည့်ရမယ် ဟုတ် ဒါဆိုရင်ဒီမှာနော်အဝါနည်းနည်းတော့ကြောမှရညိုတာနဲ့ဝါတာပဲရှိတာလေ ဟုတ် ဒါဝါရဆိုရင်ဒီ line ဆိုရင်ဒီ line လေးကညိုဖြစ်ရမှာ ဟုတ်ကဲ့ ဒါမှကျွန်တော်တို့ကအခန်းထဲမှာများသွားတဲ့အခါကျ line ပေါ်မှာဒီ line စင်းလေးတွေက ဟုတ်ကဲ့ ဒါလေးကအဝါဒါလေးကအ ညိုဖြစ်မယ် ညိုဖြစ်ရဟုတ်အဲ့တော့နောက်အဝါနောက်အညိုအဲ့လို line လေးတွေသွားကြတယ် ဟုတ်